ဇနီးတဲ့ဖုန်းဆက်နေတာကိုတွေ့တော့ဒေါသထွက်ကလိုက်ဖမ်းပါတယ်သူမှလည်းကြောက်ကြောက်နဲ့ပြေးမိပြေးရပြေးပါတော့တယ်ဦးပြောင်ကြီးနဲ့သူဇနီးချောလေးဟာတောင်ပေါ်မှာလမ်းလျှောက်ရင်းထူဆန်းတဲ့ဂျယ်လီတုံးလိုတရဝါကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်သူတို့လည်းဘာမှမသိတော့လက်ထဲပါတဲ့တုံးနဲ့အားရပါးရထိုးဆွဲကြည့်တာပေါ့အဲ့ဒီမှာတင်မထင်မှတ်ထားတာကြီးဖြစ်လာပါတော့တယ်လူလိမ့်နေပြီးတဲ့နောက်ပြန်ထလာတဲ့အချိန်မှာတော့သူကငကိုလူမဟုတ်တော့ပါဘူးသူဇနီးကသူ့နာမည်ကိုဘလောက်ပဲခေါ်သူကတော့ဇွန်ဘီတစ်ကောင်လိုအရှိကိုပဲစိုက်ကြီးကရှောက်သွားပါတော့တယ်ဒီလိုနဲ့ဦးပြောင်ကြီးရဲ့အလေးကျင့်တွေကတဖြည်းဖြည်းထူးဆန်းလာပါတယ်သူဟာသွေးစိမ့်ရှင်စိမ့်အသားစိမ့်တွေကိုပဲတန်းတန်းဆွဲစားချင်လာတယ်လို့အိတ်တဲ့အခါမှာလဲလူလိုမအိတ်တော့ပဲတိရစ္ဆာန်တစ်ကောင်လိုတရွက်တွေနဲ့အတိုက်လုပ်ပြီးအိတ်လာပါတယ်နောက်တစ်နေ့မှာတော့လီဆာတယောက်ထူးထူးခြားခြားပျော်ရွှင်နေပြီးညကနစ်ခရဲ့အစွမ်းပြမှုတွေကိုပြန်တွေးရင်းကြည်နူးနေခဲ့ပါတယ်တစ်ဖက်မှာလည်းဦးပြောင်ကြီးကသူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းတွေကိုဖြည့်ဖို့စူပါမားကတ်မှာအသားတွေအများကြီးတော့ဝယ်ပါတယ်အယောင်ဝန်ထမ်းကတော့ပါတီပေးမလို့လားလို့မေးယူရတဲ့အထိပါပဲအိမ်ရောက်တော့လဲသူဝယ်လာတဲ့အသားတွေကိုဇနီးတဲ့မသိအောင်စတိုခန်းထဲမှာတော့ခတ်ပြီးဝတ်ထားလိုက်ပါတယ်လမ်းလျှောက်သွားတဲ့သူ့ဇနီးနောက်ပိုင်းကိုကြည့်ပြီးဦးပြောင်ကြီးဟာစိတ်ရိုင်းတွေဝင်ပြီးသူ့ဇနီးကိုပါဝါမျိုးပြစ်ချင်စိတ်တွေဖြစ်လာပါတယ်ဒါကြောင့်ကိုထိန်းဖို့အိမ်ပြင်ကိုပြေးထွက်လာတဲ့အချိန်လမ်းလျှောက်လာတဲ့ခွေးလေးတစ်ကောင်ကိုတွေ့တော့ဘာမှပြောညာမပြောနဲ့တစ်ကောင်လုံးမျိုးချပစ်လိုက်ပါလေရောခွေးကိုစားပြီးတာနဲ့ဦးပြောင်ကြီးရဲ့ခန္ဓာကိုယ်မှာအနီကွက်တွေထားလာပြီးတုံရင်လာပါတယ်အထက်ကကပ်ပါကောင်ကလူသားသားကိုတောင်းဆိုလာတာပါဒါပေမဲ့သူကသူ့ဇနီးကိုတော့မတက်ချင်သေးဘူးပြဒါကြောင့်ယောက်ျားဖြစ်သူခီးထွက်နေတဲ့အိမ်နီးနားချင်းတီးတာစီကိုသွားပါတယ်တီးတာကဘာမှမသိပဲစေတနာနဲ့အစားအသောက်ကျွေးဖို့လုပ်တဲ့အချိန်မှာတော့ဦးပြောင်ကြီးကသူ့အင်ဂျီကိုဆွဲဖြဲလိုက်ပြီးကြောက်စရာကောင်းတဲ့ရေပွဲလက်တံကြီးတွေကိုထုတ်ပြလိုက်ပါတော့တယ်ဒီလိုနဲ့ဦးပြောင်ကြီးတယောက်ရုပ်ပြက်စင်းပြက်တွေဖြစ်လာတော့ဇနီးတဲ့ကယောဂတည်ဆိုပြီးအိမ်ပေါ်ကနှင်ချလိုက်ပါတယ်ဦးပြောင်ကြီးလည်းတောင်ပေါ်ကစွန့်ပစ်ထားတဲ့တစ်သားအိမ်လေးမှာတီတာကိုဖမ်းဆီးထားပြီးပုတ်ဆက်နေတဲ့အသားတွေကိုစားရင်းရှင်တန်နေရပါတယ်။တနေ့မှာတော့ဇနီးတဲ့ကမြို့ထဲမှာခွေးတွေခဏခဏပျောက်နေတာကိုတန်တရားဝင်ပြီးစတိုခန်းထဲကိုခိုးဝင်ကြည့်တဲ့အခါမှာတော့ခွေးရိုးစုတွေကိုတွေ့ပြီးထိတ်လန့်သွားပါတယ်။ဇနီးတဲ့ကရဲကိုဖုံးဆက်ဖို့ကြိုးစားတဲ့အချိန်မှာပဲဦးပြောင်ကြီးကသူ့အရှိမရုတ်တရက်ပေါ်လာပါတယ်။သူ့ကိုတိုင်တော့မယ်ဆိုတာသိသွားတဲ့ဦးပြောင်ကြီးဟာဒေါသတွေချောင်းချောင်းထွက်ပြီးသူ့ဇနီးကိုပါစားပစ်ဖို့ဆုံးဖြတ်လိုက်ပါပြီးကြောက်စရာကောင်းတဲ့လက်တံကြီးတွေနဲ့တိုက်ခိုက်နေတော့ရဲတွေရောက်လာလို့သာဇနီးတဲ့လွတ်သွားခဲ့တာပါဦးပြောင်ကြီးကတော့3 မီတာလောက်ရှိတဲ့သူ့လက်တံကြီးတွေကိုတရုတ်တိုက်ဆွဲပြီးတောင်ပေါ်ကိုပြန်ပြေးသွားပါတယ်နောက်ဆုံးမှာတော့ဦးပြောင်ကြီးဟာနွားတစ်ကောင်ကိုတက်ပြီးအိမ်ကိုအေးအေးဆေးဆေးဆွဲလာတာကိုရဲတွေနဲ့ဇနီးတဲ့တို့တွေ့သွားကြပါတော့တယ်ဇနီးတဲ့ကတော့ဦးပြောင်ကြီးတကယ်ဘာတွေဖြစ်နေတာလဲဆိုတာသိဖို့နောက်ကနေတောက်လျှောက်လိုက်သွားပါတော့တယ်